ပျော်ရွှင်မှုလူတိုင်းလိုချင်ကြတဲ့အရာတစ်ခုပေါ့ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုဆိုတာကြီးရဲ့နောက်ွယ်မှာလေထင်ထားတာထက်အများကြီးပိုရှုပ်ထွေးတဲ့သိပ္ပံပညာတွေတတ်တနိကဗေဒဆိုင်ရာပဟေလီတွေရှိနေရဆိုတာကိုဒီတစ်ခါမှအတူတူလေ့လာကြည့်ကြရအောင်ဒီမေကုန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်နိုင်ငံတွေကပို့ပြီးချမ်းသာလာတယ်ဒီပညာတွေကလည်းအရင်ကထက်အများကြီးပိုကောင်းလာတယ်ဒါပေမဲ့တကယ်တမ်းမှာလူတွေကတော့အရင်ကထက်ပိုပြောလာကြရလားဆိုတော့ဒီပဟေလီရဲ့အဖြေကိုအတူတူရှာကြည့်ကြတာပေါ့ဟုတ်ပြီပထမဆုံးအပိုင်းအရင်နဲ့အဲ့ဒီပဟေလီရဲ့အရက်မြစ်ကိုစင်ကြည့်ကြမယ်ပိုက်ဆံဖို့ရှိလာတာနဲ့စိတ်ချမ်းသာမှုကြားကထူဆန်းပြီးတစ်ခါကလေးမှာစန့်ကျင်ဘတ်ဖြစ်နေတဲ့ဆက်တွယ်မှုကိုဖော်ထုတ်ကြည့်ကြရအောင်ဒီပဟေလီကိုလေစီဝါရဲ့ပညာမှာကနာမည်တောင်ရှိတယ် Easterlin Paradox ဒါကဘာကိုဆိုလို့တယ်လဲဆိုတော့အခုချက်ချင်းကြည့်လိုက်ရင်တော့ပိုက်ဆံရှိတဲ့သူတွေကပိုက်ဆံမရှိတဲ့သူတွေကပိုပလော်ကြတာပေါ့ဒါပေမဲ့ထူးဆန်းတာကနိုင်ငံလုံးချမ်းသာလာတဲ့အခါဥပမာ20 30လောက်ကြာပြီးကြည့်လိုက်ရင်တနိုင်ငံလုံးရဲ့ဖျမ်းမြပျော်ရွှင်မှုကလိုက်တက်မလာဘူးဗျအဲ့ဒါကတော်တော်လေးစဉ်းစားစရာပဲမဟုတ်လားဒီမှာကြည့်လိုက်ရင် Easterlin Paradox ရဲ့ဝီရော်ဒီကိုရှင်းရှင်းလင်းလင်းမြင်ရပါပြီဘယ်မှာဆိုရင်အချင်းကာလတစ်ခုတည်းမှာကြည့်တဲ့အခါပိတ်ဆံပို့ရှာနိုင်တဲ့သူကပို့ပျော်ရွှင်နေတာကိုတွေ့ရတယ်ဒါမဲ့ညာဘက်ကိုကြည့်လိုက်နိုင်ငံရဲ့ဝင်ငွေကနေ့တည်းအချားကြီးတက်လာပေမဲ့ပျော်ရွှင်မှုမြင်းကတော့အပြားလိုက်နီးပါပဲတည်ငြိမ်နေတယ်ဟုတ်ပြီဒါဆိုဘာကြောင့်ဒီလိုဖြစ်လာတာလဲအဖြေကနှစ်ခုရှိတယ်ပထမတစ်ခုကလူမှုရေးနိုင်ရှင်ဖို့ပြောရရင်တော့ဘေးရင်ကဘာဝယ်လဲဆိုတဲ့စိတ်ထမျိုးပေါ့ကိုချမ်းသာလာပေမဲ့ကိုဘေးကလူတွေအားလုံးလဲကိုလိုပဲချမ်းသာလာရင်ကိုတယောက်ချက်ထူးပြီးပြောတယ်လို့မခင်စားရတော့အားလုံးအတူတူပဲဆိုတော့လေဒုတိယချက်ကပိုတော့စိတ်ဝင်စားဖို့ကောင်းတယ် hedonic adaptation နဲ့ဆိုလိုတာကလူတွေကအသစ်အဆန်းတွေကိုခဏပဲပြောတတ်ကြတယ်ဥပမာဖုန်းအသစ်ဆက်ဝက်ခါစားကပြောလိုက်တာဒါပေမဲ့တပတ်လောက်ကြာရင်အဲ့ဒီပျော်ရွှင်မှုပါတာမာပဲဖြစ်သွားရောအဲ့ဒီလိုပါပဲကဲအပြင်လောကကဇီဝရေးပဟေလီကြောင့်ပြောပြီးဆိုတော့အခုတစ်ခါကိုယ်ခန္ဓာကိုယ်တွေကိုပြန်လက်ကြည့်ကြအောင်ပျော်ရွှင်မှုရဲ့ဇီဝဗေဒဆိုင်ရာlưuဟာချက်တွေကဘာတွေဖြစ်မလဲကျွန်တော်တို့ဦးနောက်ထဲမှာပျော်ရွှင်မှုအဖွဲ့ဆိုတာရှိတယ်သူတို့ကပျော်ရွှင်တယ်ဝမ်းနေတယ်ဆိုတဲ့စိတ်ခံစားချက်တွေကို direct ထိန်းချုပ်ပေးနေတဲ့တဘာဝဓာတုသိရှိတယ်ဒါမှမဟုတ် neurotransmitters တွေပေါ့ဒီမှာတော့အဲ့ဒီအဖွဲ့တွေကအဓိကကစားသမား၄ယောက်ကိုတွေ့ရပါမယ်ဒိုပါမင်ဒါကတော့ရေမှန်းချက်တစ်ခုအောင်မြင်သွားတဲ့အခါခံစားရတဲ့ကျဉ်းနှံမှုမျိုးကိုပေးတယ်ဆီရိုတိုနင်ကကြတော့ကိုအရေးပါသူတယောက်လို့ခံစားရစေပြီးယုံကြည်မှုတိုးစေတယ်အောက်ဆီတိုစင်ကတော့လူမှုဆက်ဆံရေးတွေချစ်ခင်တွေ့တာမှုတွေကနေရတာနောက်ဆုံးအန်ဒိုဖင်ကတော့လီချင်းခံလို့တာရေမောတာတွေကနေရတဲ့တဘာဝအကိုက်ခဲပျော်စေးလိုပါပဲတရင်ကောင်းမှာတော့ဒီဓာတုပစ္စည်းတွေကိုကိုယ့်ရဲ့လုပ်ရက်တွေနဲ့တဘာဝအတိုင်းတိုးအောင်လုပ်လို့ရတယ်ဆိုတာပါပဲဥပမာအလုတ်ကြီးတစ်ခုကိုအပိုင်းလေးတွေခွဲပြီးတပိုင်းပြီးတိုင်းကိုယ့်ကိုဂုံဖြစ်တာကဒိုပါမင်ကိုထွက်စေတယ်အတိတ်ကအောင်မြင်မှုတွေကိုပြန်တွေးကြည့်တာကကိုယ့်ကိုတန်ဖိုးထားစိတ်ကိုဖြစ်စေတဲ့ဆီရိုတိုနင်ကိုတိုးစေပါတယ်ရိုးစင်ပြမဲ့တကယ်ထိရောက်ပါတယ်ကောင်းပြီစီဝဗေဒကပျော်ရွှင်မှုဘယ်လိုဖြစ်လာလဲဆိုတာကိုရှင်းပြတယ်ဒါပေမဲ့ဘာကြောင့်ပျော်ရွှင်တဲ့လဲဆိုတဲ့အဓိပ္ပာယ်ကိုတော့မပေးနိုင်ဘူးဒါကြောင့်အခုဒီခါမှာတော့တနင်္ဂဗေဒဘက်ကိုနည်းနည်းကူးပြီးပျော်ရွှင်မှုစီတွားနိုင်မဲ့ပိုပြီးနှဆိုင်တဲ့လမ်းကြောင်းတစ်ခုကိုရှာကြည့်ကြရအောင်ဟုတ်တယ်ဒီမေဦးကတော်တော်လေးအရေးကြီးပါတယ်ပျော်ရွှင်မှုဆိုတာဦးနှောက်ထက်ကဓာတုသစ္စည်းရဲ့ကစားပွဲတက်ပဲလားဒါမှမဟုတ်အဲ့ဒီထက်ပေါ်တဲ့အဓိပ္ပာယ်တစ်ခုများရှိနေတယ်မလားဒီအဖြစ်ရမြန်မာနိုင်ငံကဇလန်လေးတစ်ပုဒ်ကိုလေ့လာကြည့်ကြရအောင်ဒါကတော့ဘဝမှာရာအလုံးဆုံးရှုံးသွားခဲ့တဲ့တန်ရှင်းရင်မျိုးသမီးတူရဲ့ဇလန်မှာသူဟာကြောင်လင်းလေးတစ်ကောင်ကိုကျင်နာမှုဖြော့တဲ့ထင်းငယ်တဲ့လိုလေးတစ်ခုကနေပျော်ရွှင်မှုကိုပြန်ရှာတွေ့ခဲ့ပါတယ်ဒီစကားကအဲ့ဒီတရှိမျိုးသမီးရဲ့ဇလန်ကနေရခဲ့တဲ့အနှစ်ချုပ်ပါပဲသူတပေါက်ကိုပေးကမ်းကူညီလိုက်လို့သူတို့ပျော်သွားတာကိုမြင်ရတဲ့အခါကိုယ်တိုင်လည်းပျော်ရွှင်လာတယ်ဆိုတဲ့အစွမ်းသက်တဲ့အတွေ့တစ်ခုပေါ့တယောက်ချင်းစီရဲ့ပျော်ရွှင်မှုတက်ဆနာကနေဒီအယူဆကိုနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြအောင်ဒီမိခွန်းကစက်ကူးရင်ဆန်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့တဦးချင်းကစိတ်ချမ်းသာမှုကိုနိုင်ငံတော်ရဲ့အထူးရည်မှန်းချက်အဖြစ်ချမှတ်ထားတဲ့နိုင်ငံတနိုင်ငံရှိနေပါတယ်ဒါကတော့ Gross National Happiness GNH ပါပုံမှန်အဖြစ်နိုင်ငံတွေကစီးပွားရေးတိုးတက်မှုကိုပဲတိုင်းတာတဲ့ Gross Domestic Product GDP ကိုအထူးထားပေမဲ့ GNH ကတော့လူတွေရဲ့စိတ်ကြမ်းမာရေးယဉ်ကျေးမှုပတ်ဝန်းကျင်ထိန်းသိမ်းမှုလို့စီးပွားရေးမဟုတ်ပဲရတဲ့ကိုပါထည့်သွင်းစဉ်းစားပါတယ်ဒီမှာတော့ဘူတန်နိုင်ငံရဲ့ GNH မူဝါဒရဲ့အထူးမတိုင်ကြီး၄ရပ်ကိုတွေ့နိုင်ပါတယ်စီးပွားရေးပတ်ဝန်းကျင်ယဉ်ကျေးမှုနဲ့အုပ်ချုပ်ရေးဒီအချက်တွေအားလုံးညီညွတ်များတာမှတိုင်းပြည်တစ်ခုတကယ်တိုးတက်တယ်လို့သူတို့ကယုံကြည်ကြတာပေါ့ဒါပေမဲ့
အကျွေးစိတ်မှာခေါင်းနဲ့ပန်းရှိတယ်လို့ပဲ Genish နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုလည်းတီးထားဖို့လိုအပ်ပါတယ်တချို့ကဒါဟာနိုင်ငံထဲမှာလူခွင့်ရေးချိုးဖောက်မှုတွေကိုဖုံးကွယ်ဖို့အပြုံးပြုတဲ့ဝါလာဖြန့်ရှိရဲ့တခုသာဖြစ်တယ်လို့ထောက်ပြကြပါတယ်ဒီအချက်ကိုပါမလိုက်ပဲတင်ပြခြင်းဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့လေ့လာခဲ့တဲ့အချက်လက်တွေအားလုံးကိုစုစည်းပြီးအားလုံးအတွက်အားရှိစရာကောင်းတဲ့ကောက်ချက်တစ်ခုစီကိုဥတီမန်နောက်ဆုံးပိုင်းကိုရောက်လာပါပြီစီးပွားရေးဇီဝဗေဒနဲ့တတနာကေဝေဒာဒီအကြောင်းအရာတွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါပျော်ရွှင်မှုဆိုတာငွေနောက်လိုက်တာဒါမှမဟုတ်ကိုယ်ဦးနောက်ကိုလဲစားတာထက်ပိုနေနေတာကိုတွေ့ရပါတယ်တကယ်တော့ဒါဟာအတိတ်ပဲရှိတဲ့လောက်ရက်တွေကိုတတိတရားနဲ့ရွေးချယ်ခြင်းပါပဲမြန်မာနိုင်ငံကဇလန်းလေးတွေကဒီစကားကကျွန်တော်တို့လေ့လာခဲ့သမျှရဲ့အနည်းချုပ်ပါပဲစင်မန်တက်ပျော်ရွှင်မှုဆိုတာကိုရရှိတာထက်ကိုပေးကမ်းနိုင်တာတွေကနေလာတယ်ဆိုတာကိုထပ်ပြီးအလေးပေးနေပါတယ်နောက်ဆုံးအနေနဲ့သိပ္ပံနေကြသူဒေသနာတွေကနေရလာတဲ့အစွမ်းထက်တဲ့ကောက်ချက်တစ်ခုကတော့ပျော်ရွှင်မှုဆိုတာပြင်ပကအဖြစ်တစ်ခုမဟုတ်ပဲကိုယ်တိုင်ရဲ့အတွေ့စိတ်ကနေစတင်ရတဲ့ရွေးချယ်မှုတစ်ခုသာဖြစ်တယ်ဆိုတာပါပဲဒီလေ့လာမှုကနေရခဲ့တဲ့အသိပညာတွေကိုလက်တွေ့အသုံးချကြည့်ဖို့ဒီမေးခွန်းလေးနဲ့ညီကုန်းချိုလိုက်ပါစေကိုပတ်ဝန်းကျင်ကတစုံတယောက်ကိုပျော်ရွှင်စေဖို့အတွက်ဒီနေ့ဘလို့သေးငယ်တဲ့လုပ်ရလေးတစ်ခုကိုလှုပ်ဆောင်ပေးနေမလဲ